ဒီလာမြန်မာလို့ဆိုလို့ရှင်တဘူရဲလာဆိုတဲ့အခါကျတော့ဘူရဲလာရဲ့ပြရုပ်ဖြစ်တဲ့ထမင်းထိုးစာမှာပဲဖြစ်ပါတယ်ရှင်ဘဝမှာပထမဦးဆုံးအချိန်ကိုယ့်အတောက်ကိုအစာဆုံးထမင်းထိုးမှာဒီနေ့အဲ့ဆိုတဲ့အခါကျတော့အောင်မြင်မလားမအောင်မြင်ဘူးလားဆိုတာမသိပါဘူးရှင်ဘယ်လိုစိတ်ဝင်စားရဲဆိုလို့ရှင်ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးထမင်းထိုးဖို့အတွက်ပထမဦးဆုံးပြင်ဆင်ရတာဘာလဲဆိုတဲ့အခါကျတော့ကောင်းညင်းစံတို့ဘာလို့ကိုထိုးမဲ့ဟာပေါ့ငချိတ်ဖြစ်ဖြစ်အဲ့ဒါကိုရေးစိန်ထားရတာပေါ့နော်ကိုကကျတော့အဲ့လိုမနဲ့အစိုးရမထနိုင်တဲ့အခါကျတော့ညကလေးကစိန်ထားလိုက်တာထမင်းမှာဆိုလို့ရှင်2မျိုးရှိရဟုတ်တယ်မလားအဖြူရောင်ရဲ့အမဲရောင်ရဲ့ကွယ်ကိုကကျတော့ထမင်းစားတယ်ဆိုလို့ရှင်အဖြူရောင်မကြိုက်ဘူးအမဲရောင်ပဲကြိုက်တာပေါ့နော်ဆိုတော့ကိုကတော့ထမင်းထိုးမယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာလည်းအမဲရောင်နဲ့ပဲထိုးမယ်လို့စဉ်းစားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ငချိတ်ကိုပဲပြင်ဆင်ထားလိုက်တယ်ငချိတ်သီးစံကြီးထိုးလို့မရဘူးဆိုတဲ့ခါကျတော့အဲ့ငချိတ်ထဲမှာကောက်ညင်းစံနည်းနည်းတော့ရောထားတယ်ပေါ့ငချိတ်3ခွက်ဆိုလို့ရှင်ကောက်ညင်းစံ1ခွက်နေမှာပေါ့အဲ့လိုပုံစံမျိုးနဲ့ထည့်ထားဘာနိုင်ငံမှာဆိုလို့ရှင်ကျတော့နိုးစီဘူးနဲ့ချိန်ကြတာဟုတ်တယ်မလားဒါပေမဲ့ဒီမှာကျတော့နိုးစီဘူးမရှိဘူးဒီမှာမရှိရမဟုတ်ကျမစီမှာမရှိတာအဲ့ဒါဆိုတော့ကိုကထမင်းချက်လို့ရှိရင်အမြဲတမ်းဒီဆိုဂျူခွက်နဲ့ပဲချက်တာဒီဆိုဂျူခွက်နဲ့ထမင်း6လုံးချက်လိုက်တယ်ဆိုလို့ရှိရင်2ခါ3ခါလောက်စားလို့ရတယ်လို့ပါတော့အခုဒါချက်ဖို့အတွက်ငချိတ်ကိုချိန်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းချိတ်ကဆိုဂျူခွက်6ခွက်ဆိုလို့ရှိရင်ကောင်းညင်းစံအဖြူရောင်ကဆိုဂျူခွက်2ခွက်ထည့်လိုက်တော့ရှိရတယ်ကျမရဲ့ထမင်းချက်တဲ့အတိုင်းဒါဒီဆိုဂျူခွက်ပေါ့နော်ပြီးလို့ရှိရင်စီထဲတဲ့ချိန်မှာဆိုလို့ရှိရင်လည်းစီရမ်းများမှာလားနေရမှာလားမသိဘူးမသိတဲ့ချိန်ကျတော့အမေနဲ့စကားပြောရင်းနဲ့အမေက10သားတွေကတော့ထည့်လိုက်တယ်လို့ပြောခါကျကိုက10သားတွေကတော့မသိတာမှန်လည်းမှန်တယ်မှန်တဲ့ခါကျမဟုတ်ဘူးလို့10သားနဲ့မပြောနဲ့လို့ဆိုဂျူခွက်နဲ့ပဲပြောလို့ဒီဆိုဂျူခွက်နဲ့ဘယ်နှခွက်ထည့်ရမှာလဲဆိုတော့3ခွက်ထည့်လိုက်တယ်ဒီဆိုဂျူခွက်3ခွက်က10သားရှိလားမသိဘူးပေါ့နော်အဲ့ဒါဆိုပထမဦးဆုံးအနေနဲ့ငချိတ်ပေါင်းဟုတ်ပါဘူးပါလေထမင်းနဲ့ထိုးဖို့အတွက်လိုအပ်တာကတော့အဲ့လိုရေးစိန်ထားတဲ့ထမင်းနဲ့ရယ်ပြီးလို့ရှိရင်ဂျင်းရယ်ပြီးလို့ရှိရင်မြေပဲဆန်လေးပါလေးညာလေးရယ်အဲ့ဒါပဲလိုအပ်တာပေါ့နော်အဲ့ဆိုအခုလောလောဆယ်မှာငချိတ်ကလည်းရေးစိန်ထားတာ okay နေပြီပြီးလို့ရှိရင်ဂျင်းကိုလည်းဒါမျိုးလေးနည်းနည်းထောင်းထားပြီဆိုတဲ့ခါကျတော့ကျမရဲ့ထမင်းနဲ့ထိုးခြင်းစတင်ပါတော့မယ်အမေပြောတဲ့နီးစနစ်အရာဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့ရေနွေးပုံပါလေစီကိုတည်ထားရမယ်ပေါ့နော်စီကြက်ပြီဆိုလို့ရှိရင်အဲ့ကြက်တဲ့စီတွေကနေပြီးတော့မှ3ပုံ1ပုံလောက်ကိုဖယ်ထားလိုက်ပါတော့အဲ့လိုမျိုးဖယ်ပြီးတဲ့အချိန်မှာကြံတဲ့စီတွေကိုခုနကဂျင်းထောင်းထားတာထည့်ပြီးတော့မှဂျင်းလေးကိုစီတက်ပေါ့ဂျင်းလေးကနည်းနည်းအနံလေးမှုေးလိုက်ဆိုလို့ရှိရင်တောင်ကျင်းစံလေးကိုထည့်လိုက်ပါတော့ထည့်ပြီးတော့စားရီပါထည့်ပြီးတော့မှုေးထားလိုက်ပြမြည်လာပြီဆိုလို့ရှိရင်အဲ့ထဲမှာရေစံပေါ်ရေလက်တစစ်သိရမလားထမင်းချက်တဲ့ပုံစံအတိုင်းပဲစံပေါ်ရေလက်တစစ်ထည့်လိုက်ထည့်ပြီးတော့မှအုပ်ထားလိုက်ပါတော့အုပ်ပြီးလို့ရှိရင်ခဏထားလိုက်မီအေးလေးနဲ့ထားရမယ်မီအေးဆိုတာအသက်ပဲရေတွေပါခန်းသွားလို့နောက်ထပ်ပြီးတော့ပြမြည်လာတဲ့အချိန်မှာအဲ့ခုနကတော့ပြမြည်လာတဲ့ဆန်ရဲ့အလဲလေးကိုဟာပြီးတဲ့ခါကျတော့ဒီလိုမျိုးတောက်ဆင်းထားတဲ့ဂျင်းလေးပေါ့နော်ဂျင်းလေးကိုအလဲထဲမှာထည့်ပြီးတဲ့ခါကျတော့ထပ်မှုရောတော့မှုပြီးတဲ့ခါကျအဲ့လိုမြေပဲဆန်ပဲအချိန်မှာထည့်ရမှာလည်းမသိထားပါတော့မြေပဲဆန်ကလည်းအဲ့အချိန်မှာပဲထည့်လိုက်မှုပြီးတော့ထိုးပြီးတော့တဲ့ခုကတော့ငချိတ်ထဲကိုစံမော်ရေလက်တစစ်ထည့်ပြီးတော့အဲ့ရေလေးတွေခန်းအောင်လို့ရေးနဲ့ချက်နေရဖြစ်ပါတယ်ရှင်းချက်မှာတော့ဒီလိုအသေးလေးဖြစ်နေပါပြီရေတန်းတော့ကျမထည့်လိုက်တဲ့ထင်မှာစီတွေကနည်းနည်းလေးများသွားတယ်ပေါ့နော်ဒီဥစ္စာကတော့မြေပဲနဲ့နှမ်းနဲ့ထောင်းထားတာပါကိုကကြတော့မြေပဲအစီအကြီးတွေမကြိုက်တဲ့ခါကျတော့ဒီလိုပုံစံမျိုးထောင်းထားပါတော့ပြီးတော့နှမ်းကလည်းထောင်းလိုက်လို့ရှိရင်အနံ့ပိုထွက်လာလို့ခံစားရလို့နည်းနည်းလေးဘယ်လိုပြောရင်ကောင်းမလဲထောင်းတယ်ဆိုရုံလေးထောင်းလိုက်တာပေါ့နော်ဒီကပမာဏကတော့ဒီထဲမှာရှိတဲ့ငချိတ်ပမာဏနဲ့အဝင်ကြဖြစ်မလားတော့မသိဘူးပေါ့နော်။ပြီးရခါကျတော့သူများတွေကအုံသီးတွေပါထည့်တယ်ဒီဒါပေမဲ့ကိုကအုံသီးမကြိုက်ဘူးလေတကယ်တော့ထမင်းထဲမှာစာပလာကြီးမတရားရှုပ်နေလည်းမကြိုက်တဲ့ခါကျတော့အုံသီးမထည့်ဘူးပေါ့နော်။အဲဒီမှာနေထည့်လိုက်ပါမယ်။ဒီထည့်ပြီးတော့ဆက်ပြီးရှင်းပါမယ်။ဒီတော့မှထောင်းလိုက်ထည့်လိုက်ပါမယ်။ခုကစားပြီးတော့အားချိုးမှန်တက်နဲ့ထမင်းလေးထိုးလိုက်ပါအောင်မယ်ရှင်ဆက်ဖက်ပြပါလေဒီမှာစီမှာကြံချောင်းရောင်းမတို့ရှိတဲ့ခါကျတော့မျိုးချွန်းလေးပဲလိုက်ပါတော့နော်စီရဒီချင်းနေမှာအဲ့လောက်များတယ်ဒီမှာလက်လုံးတော့ပါငချိတ်နဲ့စီနဲ့စာတူဖြစ်သွားတယ်ခုချိန်မှာဆိုလို့ရှိရင်တော့ကျမရဲ့ထမင်းလေးဟာရမ်းကိုမှအခြေအနေလေးကောင်းနေပါပြီရေးကြည့်လိုက်ပါဦးမယ်နံလေးကလည်းထမင်းနဲ့အနံပေါက်တယ်တကယ်တော့ထမင်းနဲ့အနံဆိုတာဟိုလိုနေမှာဂျင်းချက်ထားတဲ့ထဲမှာမြေပဲဆန်တို့နှမ်းတို့ထည့်ပြီးတော့အဲ့လိုမှွေလိုက်တဲ့အချိန်မှာဖြစ်လာတဲ့အနံထမင်းနဲ့အနံပေါက်သွားတာနေကတော့မီးလည်းပိတ်လိုက်ပြီးအခြေအနေကလည်းကောင်းပြီးတော့အောင်မြင်သွားတယ်လို့ပြောလို့ရတဲ့အခြေအနေဖြစ်နေပြီပေါ့နော်အဲ
ဆိုတဲ့ခါကျတော့ကျမရဲ့ထမင်းနဲ့ချက်တာလေးကိုခုဒီမှာပဲပြီးဆုံးလိုက်ပါတော့မယ်အခုချိန်မှာတော့ဟိုနေ့တော့ထိုးထားတဲ့ထမင်းလေးကိုစိန်ကြကြစားတော့မှာပဲဖြစ်ပါတယ်ထမင်းထိုးပြီးတော့နောက်အပတ်ကြာတဲ့စနေတနင်္ဂနွေဒီနေ့စနေတနင်္ဂနွေရောက်တဲ့အချိန်ကျမှဒီထမင်းကိုစိန်ကြကြစားရတဲ့အခြေအနေဖြစ်သွားပါတော့အဲ့ဒါဆိုအခုစားလိုက်ပါဦးမယ်ပို့ပြီးတော့တပတ်ကြာမှဇိန်ကြကြစားတယ်ဆိုတော့ဂျာရက်တွေမှာမစားဘူးလားဆိုတော့လည်းအဲ့လိုမဟုတ်ဘူးဂျာရက်တွေမှာလည်းစားတော့စားတယ်ဒါပေမဲ့ဇိန်ကြကြမစားရဘူးလို့ပြောရင်ကောင်းပါလေအရသာမခံရဘူးရေစက်ထုတ်ဆွတ်နဲ့တွတ်ပြီးရခါကျတော့ယုံသွားတာတို့ကလောက်ရတော့ကောင်းကောင်းမွန်မွန်ရတာမခံလိုက်ရဘူးအခုလိုမျိုးစနေတနင်္ဂနွေရောက်မှဇိန်ကြကြနဲ့ကောင်းကောင်းမွန်ရတာခံမှာပေါ့ရေကြည့်လိုက်လို့ရှင်စီရီဝိနေမြင်ရတယ်ဟုတ်တယ်မလားအဲ့လိုစီရီအများကြီးပေါင်ထိုးထားတဲ့ခါကျတော့ခံတာပေါ့ရေရေခဲတက်တာရထည့်ထားလို့လည်းဖြစ်ရှင်ဖြစ်မှာပေါ့ရတာတော့ကောင်းပါတယ်ကိုထမင်းနဲ့ထိုးမယ်ဆိုတော့အိမ်ကိုနီးရိပ်ပိုင်းမေးတဲ့ချိန်ကျတော့ပေးနာလေးကနေအဖေကဘာပြောလဲဆိုတော့ထမင်းနဲ့ထိုးလို့ရှိရင်လည်းစားကိုတတိထားပြီးထည့်တော့တယ်စားနဲလို့ရှိရင်ပေါ့နေဘာမှဖြစ်ဘူးပေါ့နော်စားများတော့လို့ရှိရင်လည်းဘာမှလုံးလို့မရတော့ဘူးတဲ့တတိဝေးလိုက်တော့သူအဲ့လိုပြောနေတဲ့ချိန်တော့ကိုကဘာမှအရေးမဆိုင်ဘူးဖေးဘာမှလည်းတက်တာမဟုတ်ပဲနဲ့လို့လာပြီးဆရာလုံးနေဘာညာနဲ့သူပြန်ပြီးတော့ဘူးကလေးနေလုံးလိုက်သေးတယ်တကယ်တမ်းချက်တဲ့ချိန်တော့လည်းအော်ဘောငါဖေးကအမှန်သားပဲဆိုပြီးတော့နည်းနည်းချင်းစီထည့်လိုက်မြည်လိုက်လုံးရတာအဲ့လိုကျမရဲ့ထမင်းတွေကအခုလိုမျိုးမဲတုံးနေရလဲဆိုတဲ့ခါကျတော့ကောင်းချင်းထဲတဲ့ပမာဏနဲ့နဲသွားလို့ပေါ့နော်တိုင်းဒီပိုင်းမှာရောင်းတဲ့ဟာဆိုလို့ရှင်တော့အခုလိုမျိုးမဲတုံးမနေပဲနဲ့ဘယ်လိုပြောရင်ကောင်းပါလဲအမဲရော့တယ်အဲ့လိုမီးခိုးရောင်လိုမျိုးလေးဖြစ်နေရပါတော့ကျမကတော့ငချိတ်ကြိုက်လို့မဲတုံးနေရပါဒီနေ့ကတော့လောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တတာ